မင်္ဂလာပါခင်ဗျာ2013ခုနှစ်မတ်လ31ရက်တနင်္ဂနွေနေ့ Arvision သတင်းတွေကိုတင်ဆက်ပေးနေပါပြီခင်ဗျာဘင်္ဂလားဒေ့ရှ်နိုင်ငံရန်ဂါမတီမြို့နယ်နဲ့ဘန်ထရိုမြို့နယ်တွေကရခိုင်မြို့နယ်စုဝင်မိသားစု16စုဟာပြီးခဲ့တဲ့သတင်းပတ်အတွင်းကမြန်မာနိုင်ငံဘက်ကိုပြောင်းရွှေ့အခြေစိုက်ကြကြောင်းသိရပါတယ်ရန်ဂါမတီမြို့နယ်မူတီရာမမိသားစု9စုနဲ့ပိန်းနဲ့တောင်မှမိသားစု9စုဘန်ထရိုမြို့နယ်ကြောက်တန်းရွာမှမိသားစု6စုတို့ဖြစ်ကြောင်းရခိုင်ပြည်နယ်မောင်တော်မြို့နယ်အောင်မင်္ဂလာနာတလစံပြကျေးရွာမှာနေရာချထားပေးကြောင်းမောင်တော်မြို့နယ်ရဲတပ်ဖွဲ့ဝင်တဦးကပြောပါတယ်ခင်ဗျာဘင်္ဂလားဒေ့ရှ်ဘက်ရှိရခိုင်မျိုးနွယ်စုများဖြစ်တဲ့ဒိုင်းနဲ့မျိုးခမီစတဲ့လူမျိုးတွေဟာစီးပွားရေးအကျပ်တဲတွေကြောင့်မြန်မာနိုင်ငံဘက်ကိုအခုနှစ်စမ်းပိုင်းကစပြီးပြောင်းရွှေ့ဝင်ရောက်လာကြရမှာ3လအတွင်းဘင်္ဂလားဒေ့ရှ်မှာဗုဒ္ဓဘာသာဝင်မိသားစုပေါင်း250ကျော်ကူးပြောင်းလာခဲ့ကြောင်းသိရှိရပါတယ်မြန်မာအစိုးရကပြောင်းရွှေ့ဝင်ရောက်လာသူတွေကိုလယ်မြေအိမ်ချမ်းနွားနဲ့အစားအသောက်တွေပံ့ပိုးပေးကြောင်းသိရှိရပါတယ်ခင်ဗျာမြန်မာနိုင်ငံအတွင်းဗုဒ္ဓဘာသာအစွန်းရောက်အကြမ်းဖက်သမားတွေကမြန်မာမွတ်စလင်တွေပေါ်အကြမ်းဖက်တိုက်ခိုက်ခြင်းနဲ့ဆက်လင်းပြီးအစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ဟာလာမယ့်ဧပြီလ14ရက်နေ့မှာထိပ်သီးအစည်းအဝေးတစ်ရပ်ကိုဆော်ဒီအာရေဗျနိုင်ငံမှာခေါ်ယူဆွေးနွေးမှာဖြစ်တယ်လို့မတ်လ30ရက်နေ့က OIC အထွေထွေအတွင်းရေးမှူးချုပ်ကပြောဆိုကြောင်းသိရပါတယ်။ OIC အထွေထွေအတွင်းရေးမှူးချုပ်ကဗုဒ္ဓဘာသာအစွန်းရောက်တွေရဲ့လက်ရှိမြန်မာနိုင်ငံမှာကျင့်သုံးနေတဲ့အစ္စလမ်ဘာသာဝင်လူနည်းစုအပေါ်အမုန်းတရားဖြန့်ချီရေးလမ်းစဉ်မူဝါဒတွေကိုရပ်ဆိုင်းပစ်ဖို့မြန်မာအစိုးရကိုတိုက်တွန်းခဲ့ပြီး OIC အဖွဲ့အနေနဲ့မြန်မာပြည်မှာမွတ်စလင်တွေအပေါ်အကြမ်းဖက်မှုတွေနဲ့ဆက်လင်းပြီးလိုအပ်တဲ့ဆောင်ရွက်မှုတွေအတွက်အသင့်ဖြစ်နေပြီလို့ပြောဆိုသွားပါတယ်။ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်သောမတ်စ်ခင်ထာနာကလက်တလောအကြမ်းဖက်မှုတွေမှာအစိုးရပိုင်းကပုံကိုယ်တချို့ပါဝင်တဲ့ဆိုတဲ့ပြောဆိုချက်ကိုမြန်မာအစိုးရကပြီးခဲ့တဲ့တောက်ကြနေ့ကညှင်းပယ်ခဲ့ပါတယ်။ OIC အဖွဲ့ဟာရခိုင်ပြည်နယ်ဒုက္ခသည်တွေအတွက်ကူညီဆောင်ရွက်ရေးလုပ်ငန်းတွေလှုပ်ဆောင်ဖို့မြန်မာအစိုးရနဲ့သဘောတူညှိနှိုင်းပြီးမှဗုဒ္ဓဘာသာအစွန်းရောက်အဖွဲ့အစည်းတွေရဲ့လှုံ့ဆော်ဆန္ဒပြမှုတွေကြောင့်လုပ်ငန်းစဉ်တွေနှောင့်နှေးခဲ့ရကြောင်းသိရှိရပါတယ်ခင်ဗျာ။မတ်လ31ရက်နေ့မှာစတင်ကမြန်မာနိုင်ငံတဝန်းလုံးရှိမြို့နယ်20အတွင်းစံသက်တကောင်စင်းကောက်ယူသွားမှာဖြစ်ကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနပြည်ထောင်စုဝန်ကြီးဦးခင်ရီကပြောဆိုခဲ့ပါတယ်။အဲဒီလိုစံသက်တကောင်စင်းကောက်ခံရမှာတမတ်ဒေသအတွင်းရှိလူမျိုးမရေးဘာသာမရွေးနိုင်ငံသားနိုင်ငံသားမခွဲခြားဘဲကောက်ခံသွားမှာဖြစ်ကြောင်းတကောင်စင်းရှိမရှိမှတ်ပုံတင်ရှိမရှိစတာတွေကိုစစ်ဆေးသွားမှာမဟုတ်ဘဲမေကွန်း40ခုကိုသာမေးမြန်းသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။စံသက်တကောင်စင်းကောက်ယူရမှာတာမန်အနေထားရှိမျိုးတွေထက်ထူးခြားအနေထားရှိတဲ့မြို့တွေဖြစ်တဲ့နယ်စပ်မြို့တွေတောင်ပေါ်မြို့တွေကိုအများဆုံးရွေးချယ်ကောက်ယူရန်စီစဉ်ထားကြောင်းသိရပါတယ်။2014မှာကောက်ယူမဲ့ပြည်လုံးကျွတ်တကောင်စင်းအတွက်စမ်းသပ်တဲ့အနေနဲ့ကောက်ယူခြင်းဖြစ်ကြောင်းအခုကောက်ယူမှုမှာနိုင်ငံသားကတ်ထုတ်ပေးခြင်းအိမ်တော်စုစီရင်ပြုလုပ်ခြင်းနဲ့မသက်ဆိုင်ကြောင်းကောက်ယူခဲ့တဲ့တူးချင်းအကြောင်းအရာကိုလုံခြုံမှုအပြည့်နဲ့ထိန်းသိမ်းထားမှာဖြစ်ပြီးထုတ်ပြန်သွားရန်အစီအစဉ်မရှိကြောင်းအခုကောက်ယူမှုအတွက်ကောက်ယူရရှိတဲ့လူဦးရေစီရင်ကိုသာထုတ်ပြန်သွားမှာဖြစ်ကြောင်းသိရပါတယ်။လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနကစံသက်တကောင်စင်းကိုတိုင်းဒေသကြီးနဲ့ပြည်내အသီးသီးရှိမြို့နယ်20မှာ12ရက်ကြာကောက်ယူသွားမှာဖြစ်ပြီးတကောင်စင်းကောက်ယူမဲ့ဒေသတွေကတော့ကချင်ပြည်နယ်အတွင်းရှိမြစ်ကြီးနား၊ကယားပြည်နယ်အတွင်းရှိလွိုက်ကော်၊ကရင်ပြည်နယ်အတွင်းရှိမြဝတီ၊ချင်းပြည်နယ်ရှိဟာခါနဲ့တမူ၊တနင်္သာရီတိုင်းရှိတဝဲ၊ပဲခူးတိုင်းရွှေကျင်မြို့နယ်၊မကွေးတိုင်းအတွင်းရှိမကွေးမြို့၊မန္တလေးတိုင်းရှိမိုးကုတ်နဲ့ချမ်းအေးသာသံမြို့နယ်၊မွန်ပြည်နယ်ရှိမော်လမြိုင်နဲ့ကြိုက်ထူ၊ရခိုင်ပြည်နယ်ရှိစစ်တွေ၊ရန်ကုန်တိုင်းအတွင်းရှိရွှေပြည်သာနဲ့လမ်းမတော်မြို့နယ်၊ရှမ်းပြည်နယ်ညောင်ရွှေတာချီလိတ်နဲ့မူဆယ်၊ဧရာဝတီတိုင်းရှိမြောင်းမြနဲ့ငပူတောမြို့နယ်တို့ဖြစ်ကြောင်းသိရှိရပါတယ်။မြန်မာနိုင်ငံမှာပြည်လုံးကျွတ်တကောင်စင်းကောက်ယူမှုကို1983နှစ်တစ်ကြိမ်1983နှစ်တစ်ကြိမ်ကောက်ယူခဲ့ပြီးနှစ်ပေါင်း30ကြာ2014ခုနှစ်မတ်လ30ရက်နေ့မှာပြည်လုံးကျွတ်တကောင်စင်းကိုထပ်မံကောက်ယူသွားမှာဖြစ်ပါတယ်။အခုလိုတကောင်စင်းကောက်ယူရေးအတွက် UNFCA အဖွဲ့မှကူညီပေးလျက်ရှိကြောင်းလည်းလူဝင်မှုကြီးကြပ်ရေးဌာနမှသိရှိရပါတယ်ခင်ဗျာ။အစ္စလမ်ဘာသာဝင်တွေအပေါ်တိုက်ခိုက်အကြမ်းဖက်မှုတွေဖြစ်ပွားနေတဲ့ပဲခူးတိုင်းသဲကုန်းမြို့နယ်ထဲမှာတော့စစ်တပ်နဲ့လုံခြုံရေးတွေကလုံခြုံရေးကိုတင်းတင်းကြပ်ကြပ်ဆောင်ရွက်နေကြောင်းသိရှိရပါတယ်။အကြမ်းဖက်မှုတွေစခဲ့တဲ့မန္တလေးတိုင်းမိထ္ထီလာမြို့ပေါ်မှာတော့ဒီကနေ့မှာမြို့မဈေးကြီးပြန်ဖွင့်နေပြီးအခြေအနေဟာတည်ငြိမ်စပြုနေပြီလို့မြို့ခံတွေကပြောပါတယ်။ပုံမှန်144ထုတ်ပြန်ထားတဲ့မြို့နယ်တွေနဲ့ပုံမှန်188ထုတ်ပြန်ထားတဲ့နေရာတွေမှာတော့စစ်တပ်ကစစ်ကားတွေနဲ့ကင်းလှည့်ပြီးစောင့်ကြပ်နေတယ်လို့ဆိုပါတယ်။စစ်တပ်ကမြို့ထဲမှာတပ်စိတ်တွေအင်အားတိုးချထားပြီးမြို့ခံလူထုနဲ့ပူးပေါင်းလုံခြုံရေးယူထားရတဲ့အနေအထားဖြစ်တယ်လို့သဲကုန်းဒေသခံတွေကပြောပါတယ်။ပဲခူးတိုင်းသဲကုန်းမြို့နယ်ကပရိကုန်းမြို့တွင်းမှာ
လီတလုံးပါဝင်အိမ်တချို့ဖျက်ဆီးခံခဲ့ရပြီးမြို့မနဲ့အင်းမဘက်မှာတော့ဈေးဆိုင်တွေနဲ့နေအိမ်တချို့အဖျက်ဆီးခံခဲ့ရကြောင်းသိရပါတယ်။တဲကုန်းမြို့မှာတော့အထီးခိုက်မရှိဘူးလို့တဲကုန်းဒေသခံဦးသိန်းထွန်းကပြောပါတယ်။တဲကုန်းမြို့နယ်ထဲမှာတော့ဘာသာရေးအဆောက်အဦကိုဖျက်ဆီးဖို့အတွက်လူအုပ်စုလိုက်အကြမ်းဖက်ဖို့ရောက်လာတဲ့အချိန်မှာစစ်တပ်ကလုံခြုံရေးအပြည့်ယူပေးထားတဲ့အတွက်နောက်ဆုတ်သွားကြတယ်လို့လည်းသူကဆက်ပြောပါတယ်။တဲကုန်းမြို့နယ်တွင်းကမွတ်စလင်တွေကိုဒေသခံတွေကလုံခြုံတဲ့နေရာတွေမှာဖွက်ထားပေးပြီးမြို့ခံလူငယ်တွေကလုံခြုံရေးယူထားကြတယ်လို့သိရပါတယ်။အခုလက်ရှိအခြေအနေမှာတော့တဲကုန်းမြို့နယ်ထဲမှာည6နာရီကနေမနက်9နာရီညမထွက်ရအမိန့်ထုတ်ပြန်ထားပြီးမြို့နယ်တွင်းမှာအုပ်စုလိုက်သွာလာခွင့်မပြုဘဲမတင်ကားသူမှန်သမျှကိုစစ်ဆေးနေပြီးပုံမှန်188ထုတ်ပြန်ထားပါတယ်။တဲကုန်းမြို့နယ်တွင်းမြို့တွေမှာတော့စစ်တပ်ကတပ်စိတ်တွေတိုးချထားပြီးမြို့လယ်တွေမှာနေရာယူပြီးတက်ဆွဲထားတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ဒီကနေ့အတွက်သတင်းတွေကိုဒီမျှနဲ့ပဲရန်နာခွင့်ပြုပါခင်ဗျာ။ RV ရှင်းကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။